လူဆိုတာတဦးနဲ့တူမတူလူတိုင်းမှာတော့ပြင်းထန်ခြင်းမှထမ်းမယ်နော်ကုသိုလ်ကံလုံးဝမရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အကုသိုလ်ကနည်းနည်းလေးလည်းအကျိုးပေးတယ်ကုသိုလ်ကံတွေတခြားကုသိုလ်ကံတွေရှိပြီးကောင်းတာတွေလုပ်ပြီးမကောင်းတာတစ်ခါတစ်ခါဖြစ်တဲ့ပုဂ္ဂိုလ်မျိုးကြတော့ကောင်းတာတွေကအကာအကွယ်ပေးသွားတယ်မြတ်စွာဘုရားကနားလည်အောင်ဥပမာတစ်ခုနဲ့ဟောထားတာရှိတယ်လောနကပန်လာတုတ်လို့ခေါ်တယ်အင်္ဂုတ္တရနေကမှာစားခဲနဲ့ဥပမာပေးတာဇီးသီးလုံးလောက်စားခဲလေးကိုဖန်ခွက်ထဲကရေထဲထည့်လိုက်မယ်ဆိုရင်စောင့်မဖြစ်လောက်အောင်ငံသွားမယ်တဲ့သို့တော့မြစ်ထဲချောင်းထဲမှာအဲ့ဒီစားခဲကိုထည့်လိုက်လို့ရှိရင်ဘာရတာမှမပေါ်ဆိုလိုတာကကုသိုလ်ကံအမတန်နဲပြီးတော့အကုသိုလ်တွေများနေတဲ့ပုဂ္ဂိုလ်ဟာနည်းနည်းလေးလို့လည်းခံရမယ်လို့ဒီလိုပြောတာနော်ဒါကအခြေအနေကြောင့်ဟုတ်တယ်လေလောကမှာဒီကနေ့လူလုထားတဲ့ဥပဒေတောင်မှပဲအဆန်ချမ်းသာတဲ့လူကျူးလွန်တဲ့အမှုဆင်းရဲသားကျူးလွန်တဲ့လူအမှုချင်းတူတယ်အဆန်ချမ်းသာတဲ့လူကြတော့ပေါ့ဝေပေးနိုင်တာဟုတ်ဒါတဘာဝပဲလေအဲ့ဒါဆိုလို့ချင်းမတရားဘူးလို့တော့မပြောနဲ့သူက condition တွေကောင်းတယ်လေအဆန်ပေးနိုင်တာက condition ကောင်းတယ်လို့ပြောတယ်တော့မဟုတ်သူကအားကိုးလောက်တဲ့လူတွေနဲ့သိတယ်အားကိုးလောက်တဲ့လူတွေရဲ့အကူအညီကိုရတယ်ဟောအပြစ်ဒဏ်ကလွတ်တယ်ကံကြမ္မာမှာလည်းပဲအဲ့ဒီတိုင်းပဲကံကြမ္မာကြတော့အားကိုးလောက်တဲ့လူဆိုတာပြောတာတော့ဆိုကုသိုလ်ကောင်းမှုတွေရှိတယ်ပတ်စံရှိတာလို့ကုသိုလ်ကောင်းမှုတွေရှိတယ်တခြားကုသိုလ်တွေလုပ်တယ်အကုသိုလ်တူတူလုပ်ထားခြင်းတူပေမဲ့လို့ကုသိုလ်ကံရှိတဲ့လူကတက်တာပြီးတော့ကုသိုလ်ကံနည်းတဲ့ပုဂ္ဂိုလ်ကအပြည့်အဝခံရတတ်တယ်တဲ့ဒီလိုမတူညီတဲ့အခြေအနေလေးတွေကိုတော့သတိထားရမယ်ဒီလိုဆိုလိုတာနော်လူတိုင်းဟာတူညီတဲ့အကျိုးရလိုက်မယ်လို့တော့ဒီလိုမအောင်မိတ်လေးနဲ့ပတ်ဝန်းကျင်အခြေအနေဆိုတာရှိသေးတယ်လူရဲ့အခြေအနေတွေပေါ်မှာမူတည်တယ် condition ပေါ့အဲ့ဒီ condition တွေဟာတိတ်ပြီးတော့အရေးပါတယ်ဒါကိုပဲဥပနိဒေယပစ္စယောလို့ပြောတာသစ္စိလေးစိုက်တာတောင်မှကြည့်လေမြေဩဇာကောင်းတဲ့နေရာစိုက်တာနဲ့ကြက်တီးကုန်းစိုက်တာဒီနှစ်ခုကွာလားမကွာလားကွာတယ်လေမြေဩဇာကောင်းတဲ့နေရာစိုက်ရင်အပင်ကြီးထွားမှုပါအမှန်တမ်းကြီးမားတယ်ကြက်တီးကုန်းသွားစိုက်လို့ရှိရင်လှီလေးဖြစ်မှာပေါ့ဘာကြောင့်လို့ဆိုမျိုးစေ့ချင်းထူတောင်မှပဲအထောက်အကူချင်းကွာခြားသွားတယ်မိုးကောင်းရေရှားအရာစိုက်တာနဲ့မိုးကောင်းတဲ့အရာစိုက်တာမတူရဘူးအခြေအနေချင်းမတူတာဆိုလို့ကံကြမ္မာမှာလဲဓာတွေကိုထည့်သွင်းစဉ်းစားရတယ်လောနကပန်လာတုတ်ကိုကြည့်အဲ့ဒီတုတ်ကိုနားလေသဘောပေါက်မယ်ဆိုလို့ရှိရင်ကံကြမ္မာဆိုတာလုံမိလို့စိုးရိမ်စရာမရှိပါဘူးစိုးရိမ်စရာမရှိဘူးဆိုရင်လှုပ်တာလှုပ်လို့ပြောတာမဟုတ်ဘူးနော်လှုပ်တော့မလှုပ်နဲ့သို့တော့လုံမိထားတဲ့လူတွေအတွက်မလုပ်အောင်ကောင်းတာတွေလုပ်မကောင်းတာတွေကိုဖယ်ဖို့အရေးကြီးမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီတိုင်းဟောထားတာရှိမြတ်စွာဘုရားကိုယ်တိုင်ကဟောဖို့ဟောနေရမတူမဟာဝီရဆိုတဲ့မြတ်စွာဘုရားနဲ့တခိတ်သေးပွင့်နဲ့ချိန်ဖရာကတော့ဘလို့ဟောတော့ဆိုယောကောစီပါဏမတိပါတေတိတဘောသောနိရိယဥပပစ္စတိမာနတိပါဒလှုပ်တဲ့လူမှန်သမျှငရဲကြတယ်လို့ဒီလိုဟောတာသူကတိကျကြီးဟောတာမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးပါဏတိပါတောနိရိယတံဝတ္တနိကောပါဏတိပါဒဆိုတဲ့အကုသိုလ်အမှုသည်ငရဲ၌ဖြစ်စေနိုင်သည်ဒီစကားတစ်ခုကအမှန်တမ်းကွာခြားတယ်နော်ဖြစ်စေနိုင်တယ်လို့ပြောတာဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးသူကြိုးပေးခြင်းပေးရင်ငရဲကြနိုင်တယ်လို့ပြောတာဖြစ်နိုင်တယ်လို့ပြောတာဖြစ်ချင်မှလည်းဖြစ်တယ်ဖြစ်ချင်မှဆိုတာတခြား condition တွေပါလာလို့ရှိရင်ဖြစ်ချင်မှဖြစ်တယ်ပေါ့ဒီအိဗယ်အဲ့တော့ဘလောက်စိတ်သက်သာရစရာကောင်းမလဲမြတ်စွာဘုရားကဟောတဲ့တရားတွေဟာအမှန်တမ်း logical ဖြစ်တယ် reasonable ဖြစ်တယ်ဆိုင်ရာအကြောင်းတရားတွေကိုထည့်သွင်းစဉ်းစားရမယ်ဆိုတာလောကမျက်တွေ့နဲ့လည်းအမှန်တမ်းမှန်ကန်တယ်လက်ဆံချမ်းသာရင်ပြစ်မှုသက်သာတယ်အာကိုလောက်တဲ့လူတွေနဲ့သိရင်လည်းပြစ်မှုသက်သာတယ်မိကောင်းဆွေကောင်းအထောက်အကူပြုမဲ့လူတွေလာရင်လည်းပြစ်မှုသက်သာကုမဲ့လူမရှိဘူးပတ်စံလည်းမပေးနိုင်ဘူးဆိုပြစ်လေးတယ်
ဒါကလောကမှာလည်းဒီတိုင်းရှိနေတယ်ဒါရဲ့ထဲသွင်းစဉ်းစားရမယ့်ချက်တွေလို့ကံကြမ္မာမှာလည်းပဲအဲ့ဒီတိုင်းအဲ့တော့ကောင်းတာတွေလုပ်လို့ရှိရင်ကောင်းတာတွေကမကောင်းတာတွေကိုဖယ်ထုတ်သွားမှာပဲကောင်းတဲ့အလုပ်တွေကိုများများလုပ်ဖို့လိုအပ်တယ်ဒီလိုဆိုလိုတာနော်